အားလုံးပဲမင်္ဂလာပါ 35 anniversary မှာထုတ်ပေးထားတဲ့ DW 9035E မှာ limited edition ဆိုတဲ့အတိုင်းဘာလေးပိုကောင်းအောင်လုပ်ပေးထားလဲဆိုတော့အတူတူကြည့်လိုက်ရအောင်ပထမဦးဆုံးကတော့သူ့ရဲ့ case back ပေါ့နော် case back မှာသူက35 anniversary logo ထိုးပေးထားတယ်နောက်ပြီးတော့ပုံမှန် G-Shock တွေလိုမျိုး screw တွေနဲ့ကြက်ထားတဲ့ပုံစံမဟုတ်ဘူးအရစ်ပိတ်ပုံစံမျိုးလုပ်ပေးထားတယ်တော်တော်လေးတက်ရက်တယ်လို့ပြောလို့ရတယ်ပြီးရင်သူ့ရဲ့ look သူ့မှာဆိုရင်ကျဲရှလုံးပါတယ်ပကယ်ကိုလည်းရွှေအောင်ပဲတုံးပေးထားတယ်ပြီးရင်သူ့မှာပါတဲ့ cloud ၄ခုစလုံးကလည်းရွှေအောင်ပဲတုံးပေးထားတာပဲပြီးရင်နောက်ဆုံးစိတ်ဝင်စားစရာကောင်းတာတစ်ခုရှိအဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီ case ကိုတစ်ချက်ဖြုတ်ပြီးတော့ပြပေးမယ်သူကအပေါ်ရန်နေရင်လှအောင်လုပ်ထားတာမဟုတ်ဘဲနဲ့ဒီအတွင်းထဲမှာရှိတဲ့နာရီရဲ့ case ကိုလည်းဒီ stainless steel မှာ gold plate တဲ့ case နဲ့သူကတိဆောက်ပေးထားပါတော့ဒီအတွင်းအိမ်ကို steel နဲ့တိဆောက်ထားတာကတော့လှပဖို့အတွက်တည်းမဟုတ်ဘူးလို့ကျူရဲပဲလည်းပိုဖြစ်တယ်အဲ့တဲ့အခါမှာလည်းတခြား G-Shock တွေနဲ့မတူဘူးပေါ့နော်ဝေလည်းပိုပါတယ်ပြီးရင်ပတ်ရတဲ့ feeling လည်းကွာသွားတယ်ဒီပြောရမယ်ဆိုရင်တော့သူ့အနေနဲ့မခိုထားဘူးပေါ့နော်ဘယ်သူမှဖွင့်ကြည့်မှမဟုတ်တဲ့ဒီအတွင်းအိမ်ကိုတော့မှ steel နဲ့သူကောင်းကောင်းမွန်မွန်လှုပ်ပေးထားတယ်ကျွန်တော်တို့ရက်ွက်ထဲမှာပြောသလိုပြောမယ်ဆိုရင်တော့ဘယ်လိုပြောရမလဲသူဒီနာရီကိုထုတ်ဝေးတာစေတနာပါတယ်ပေါ့နော်ဒီအဆုံးထိကြည့်ပြီးရတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်